Hello,ကျွန်တော်တကားလေးနည်းနည်းပြောချင်ပါတယ်မနက်ဖြန်ကျွန်တော်အမေမွေးနေ့ဆိုရင်ကျွန်တော်ဒီနေ့ရေးခဲ့တဲ့တခြင်းလေးပါအမေကိုချစ်တဲ့လူတိုင်းနားနဲ့နားမထောင်ဘဲနဲ့နှလုံးသားနဲ့နားထောင်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲမင်းတို့ပတ်စံနည်းနည်းလောက်ပြောရတယ်ဘာလို့လဲလေတော့ငါကောင်ကတင်စီဖို့တဲ့တရက်နဲ့တော့ပြေးရတာပဲဆိုတော့ဘာလို့လဲ3လောက်ဆိုရင်3လောက်ရာကကိုနောက်ပြင်းနဲ့ရဲလေးရဲ့ဘဝကိုမွေးခဲ့တဲ့အမေငယ်စဉ်ကမသိခဲ့ပါဘူးမေကျေးဇူးနားလဲပြီးတော့တိတက်ဖို့လည်းမရှိခဲ့ပါဘူး1996ခုနှစ်ဒုက္ခတွေစားရောက်ခဲ့ပြီးမိသားစုဘဝလွယ်လွယ်မှုပြတ်ွယ်ခဲ့တဲ့စီးပွားရေးဆုံးရှုံးသွားတာသား3ယောက်ကိုကျွေးမွေးခဲ့ငါရှိသူရဲ့ငါသား3ယောက်မမျက်စေရဘူးပညာရေးမဖက်နေရဘူးနင်းနေညဒုက္ခနာမှာတော့ရှင်လေးခဲ့တယ်ကျောင်းမဖို့အပြေးဝလေးတော့မပေးနိုင်ခဲ့ပဲပညာတွေကိုသင်ပေးခဲ့တယ်မိတယောက်တည်းခံစားနေစေညတွေဆိုရံများစေခဲ့ဖေတော်သားထွက်တိုင်းအော်လို့ငိုခဲ့ရတာအမှန်တရားတွေပဲဒါတွေကမပြောင်းသေးခဲ့ပါမိသားစုချမ်းသာဖို့ရင်နှောင့်နှေးခဲ့တာသိုးရွာဆုံးနေရက်တွေပဲမနှက်ပြန်အတွက်သားဝင်နေရေးပြင်လဲပါမလားလက်ထဲမှာပတ်စံ90မင်းမျက်နှာမကောင်းဘူးသူရင်ထဲမှာမျိုးသိပ်ဝက်ခွဲထားတယ်ညီငယ်ဆုံးဘာမှမသိဘူးမင်းကငါကူညီဖို့လည်းကြားမှမရှိဘူးတစ်နေ့တာပြီးဆုံးဖို့အတွက်ချက်ကျွေးခဲ့တာအပိရင်နဲ့အယိုးဟင်းတွေကအမဲတွက်ဟင်းလားဒါတွေကအမဲတွက်တရားလားမြင့်မို့တော့ဘလောက်မြင့်လို့လဲနိုင်ရှိရင်နေနေလေးပဲစိတ်ထဲမှာတစ်စိမ့်စိတ်တွင်းမြဲမျက်ရည်တွေစီးကြနေစေဆွဲကြိုးလေးသွားပေါက်ပြီးတော့စတူဒီယိုဘိုးတွေရှင်းပေးခဲ့တာရှင်ထဲမှာမီးတောက်တွေနဲ့တန်စင်တွေတီးခေါက်နေခဲ့ရဲလေးကအောက်ခြေကပဲဒီပုံစံနဲ့တက်လာတာပါတော့မှအရှုံးမပေး